စာသင်တဲ့ teaching အပြင် guide ကိုပါတွဲပြီးတော့မှခေါ်ချင်တဲ့ကျောင်းသားကျောင်းသူတွေမိဘတွေအတွက်ကိုဒီနေ့မှာပြပြပေးချင်ပါတယ်ဆိုတော့တချို့တွေကအပြင်မှာကျူရှင်ကျောင်းတွေတက်နေတဲ့အတိုင်းပဲနားမလည်နေဘူးဒါမှမဟုတ်လည်းမတက်ထားဘူးပေါ့လေဒါဆိုလို့ရှိရင်စာပြင်သင်မဲ့ teacher တွေကိုခေါ်ချင်ကြတယ်တချို့ကျတော့လည်း teacher အပြင် guide ကိုပါတွဲပြီးတော့ခေါ်ချင်တယ်ဒါဆိုရင် teaching ရော guide ကိုလုပ်ပေးနိုင်မဲ့ဆရာဆရာမမျိုးတွေကိုခေါ်ရမှာပေါ့နော်အဲ့ဒါနဲ့ပတ်သက်ပြီးတော့ခေါ်တဲ့အခါမှာကိုကတေချာလေးနားလည်ထားဖို့အတွက်အရင်ကြီးကြည့်ပါတယ်ဆိုတော့အပြင်မှာတေချာသင်ပြီးသားကလေးဆိုလို့ရှိရင်တော့ဒါ teaching ရော guide ကိုခေါ်ကြမှာလို့တော့ပဲね guide တစ်ခုလောက်နဲ့လောက်ပါတယ်ဒါပေမဲ့တချို့တော့ဒီအပြင်မှာနားမလည်တာမျိုးတွေတေချာဟိုတင်လို့အဆင်မပြေတဲ့ခါမျိုးတွေမှာကျတော့ teaching ရော guide ကိုတွဲပြီးတော့မှခေါ်တာတော့ပို့ပြီးတော့မှထိအောင်နိုင်တယ်ဆိုတော့တချို့ကျတော့လည်းguide ကိုတော့မခေါ်တော့ဘူး teaching ပဲခေါ်လိုက်မယ်ဆိုလို့ရှိရင်တော့ဒါကိုကလေးကကိုယ်တိုင်ကျောင်းသားဖြစ်တယ်ဆိုလို့ရှိရင်လည်းကိုယ်တိုင်ကပြန်ပြီးတော့လုပ်ရမယ်ပေါ့လေတေချာပြန်ပြီးတော့မှလုပ်မှသာguide မခေါ်ဘဲနဲ့ teaching တစ်ခုတည်းနဲ့တွားတာတော့ပို့ပြီးတော့အဆင်ပြေတယ်ပေါ့နော်ဆိုတော့အဲ့လိုမျိုးနှစ်ခုလုံးလဲတွဲပြီးတော့လည်းခေါ်လို့ရတယ်ခွဲပြီးတော့လည်း teacher တက်တက် guide တက်တက်လည်းခေါ်လို့ရပါတယ်ဆိုတော့အဲ့လိုမျိုးလေးခေါ်ချင်တယ်ဆိုလို့ရှိရင်လည်းတခိုင်းမြန်မာမှာလာရောက်ဆက်သွယ်ပြီးတော့မှမြင်မြန်လို့ရပါတယ်ခင်ဗျာ